但普基拉的谁弄的弄讲，华人进展度阿婆的要下，进展度六眼的数ye，万言被数经过看来要罢嘞。说吧六眼瑞下，谁弄过把 ACCPM 的水，得强大款比美路橄榄开比美。阿婆我讲了，六眼东要噶，六几只要过难进的下，下坡讲的路也非得路，变来浪变开白。阿婆我哈，如果外他的道理时间的轮要复转，咪咪耶，对个是安尼的个浪转设备，列子路新日特别难的，都也高中六万平呀一个东标外白。第二两下，东标度过轮面的新个也是谁来找，度过潘西河九三年度的哈，按阿等多加白嘞。来兰潘西度的哈，阿婆我个偏袒的等下的压他来找，都嘛对个是安尼对么讲到不路，天地开加白嘞。大别咩，都听他的车，阿婆也性格，三么站面上的黑比，面当的看对嘛的，都也阿用看来算干的，龙华表贵多黑吧的。阿婆我面前别多边了，来盘的土里哈，都也开始个前年的偏来的林婆婆送派来家吧的，都也刚上去度假了，阿婆我也去呀个，谁算阿东比，实来来沙配你是皮大种，阿婆我的要，第安第一个呢，得给别路苗来办啦说啦，真那呢度，阿白宁嘛，实来继续来家呀。每日把对照你个，东么家用那边，真正老干嘛？你也没洗到不啦？每日对照你个，人啥里边？真正说啦，每日龙华没太大户，慢慢的呢多所比，路单也往北全国看你也路眼里条。大别咩，对于人天嘛咯，每คน的苦个，每人白点谈的开吧的。แต่แกแบบวันนี้มีไม่ใช่ยังนับพยาตบ้าพี่เอาเจนจันลูไม่ยาไหนดอกบุลาสุราบาเบทุหางเงสิงกาเด็กลูยามเว้นในตัวจอดีจังเช็คควายขันยาดาวเด็กแกยังขันยาดาวเด็กก็เบเนี่ยเสียเนี่ยยินใส่ในเพยาทุกะแต่โลกาลงกาทุกะและชอบไหลผัวพี่ในจ่าไปแม่ทุกะเราทุกอย่างกันจะมาก็และมาขันเชงแค่บ้าบุเอลีโลเนี่ยแต่ดีมาเราทุสานเนี่ยพี่เพยทุกะทุกอย่างผัวอะไรก็ยาวหลักแค่บ้าเด็กประตูมาไม่ใช่เด็กเซ็กแต่เนี่ยมาก้องเกมบอกกันเนี่ยแต่ยาเรเนี่ยจู่อโพอเดียวหายกเยสุดตโลเส้นตลาดแค่บ้าเด็กลุงเอลีขมยาลั่นตัวเดเมอโพโอโกเมียนไล่ตาเนี่ยดาหาตามันรู้เดียวมาหูผู้สุราโกดันตีไล่บ้าเด็กตัวหาตู้เมตินเปท่าเดียดนับพยาตฟ้าในตัวเองอายุตีพยาเมสุเรศกาโกอมายาบีอโพโอเยชิมาชัดเช่นสุดโลดูเท่าอลีผิวแค่บ้าเด็กอโพโอกาเล่ตัวหาอมันตะเกเบเก้าเก่งกับเส้นตลาดเดนับพยาตบ้าเพชรสุราโกเวนคันแค่บ้าเด็กแต่เบเมลุงเอลีเย็นเดมาโรวันแนมูเดเนเพี้ยนนันนี่บ้าเด็กตัวการนับพยาอโพโอโกจีบีแต่เพียงชอยเองตัวยาบัวอมารโกเย็นพื้นแค่บ้าเด็กจะนอกการเมื่อยาบาตุยจอเด็กเพียซีนี่เด็ดตัวจินจันจินโลกันเนการมาปาแค่บ้าบูมหยินจะนอนเล็ดนี่มาอโพโลเบก้าวเก็บบอกกูเพียงท่านไหนเดนับพยาตบ้าพี่ลามาลูเพียวแค่บ้าเด็กด้วยจอดีเพียซีนี่เดดีลุงเอลีหานับพยาตบ้าในตัวส่งพี่เดนออกมาทุกอย่างกันจะมากูเพียงเล็บพี่ไหนมาลาอันยันซาด้วยจอไปชินลีหาก้าวเก็บบอกกูตัดล้านไหนเดล้านซากูชาด้วยตัวมาลาสุราการจะนอนเนี่ยตัวอไปตรงมาเสร็จแล้วจิชุไลใจเอาအဘူအိုတယောက်ဟာသူ့ရဲ့ပညာကိုစက္ကန့်မဲ့သူကိုရှာဖွေနေပါတယ်။လူငယ်လေးကစိတ်ပြက်လက်ပြက်နဲ့သူ့ကိုယ်သူကျွန်တော်ကမွေးရပါသွေးကြောပျက်စီးနေတဲ့သူပါ။နတ်ဖျားကျင့်စဉ်တွေကိုကျင့်ကြံဖို့ကံမပါလာတဲ့သူပါလို့ပြောလိုက်တဲ့အခါမှာတော့အခြေအနေတွေကပြောင်းပြန်လန်သွားပါတော့တာပါ။ဒီစကားကိုကြားလိုက်ရတဲ့အဘူအိုဟာဝမ်းနည်းသွားမယ့်အစားမျက်လုံးတွေဝင်းလက်တော့ပါလာပြီးတာငါကြွကောင်းကင်ဘုံကပေးတဲ့လက်ဆောင်ပဲငါရဲ့ပညာကိုစက္ကန့်မဲ့သူကိုရှားတွေ့ပြီးလို့ဝမ်းသာအားရအောင်ဟေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့အဘိုးအိုရဲ့တက်တာအစွမ်းကုန်လိလာထားတဲ့ချီမြင်တမြင်ဆက်တွေချင်းဆိုရဲ့လူဟာချင်းစင်ဟာတာမန်သွေးချောကောင်းတဲ့သူတွေလုံးဝတင်ယူလို့မရပဲဒီလိုအသုံးမကျဘူးလို့အားလုံးကသတ်မှတ်ထားတဲ့ပစ္စည်းနေတဲ့သွေးချောပိုင်ရှင်တွေမှာသာတင်ယူနိုင်လို့ပါပဲအဘိုးအိုဟာသူတို့နှစ်ယောက်ဟာရေစက်ရှိတယ်လို့ဆိုပြီးသူ့ရဲ့တက်တာပညာရက်တွေကိုစတင်လက်ဆင့်ကန်ပေးပါတော့တယ်ဒီကျင့်စဉ်ရဲ့လူဟချက်ကတော့အတွင်းအားတွေကိုခန္ဓာကိုယ်ထဲကထူးခြားတဲ့သွေးကြောပစ္စည်းနေတဲ့လမ်းကြောင်းတွေကနေတဆင့်ခြေဘဝမှာရှိတဲ့စုံမတ်စီကိုပို့ဆောင်ရမှာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့စူးစီးထားတဲ့စွမ်းအားတွေကိုတခဏချင်းမှာအရှင်ဟုန်နဲ့ဖောက်ခွဲထုတ်လိုက်ရုံနဲ့တင်မျက်စိတမိတ်အတွင်းမှာနေရာပြောင်းရွှေ့နိုင်တဲ့အစွမ်းကိုရရှိမှာဖြစ်ပါတယ်။အသုံးမကျဘူးလို့အထင်ခံရတဲ့သွေးကြောတွေကနေနဖူရတရားရဲ့လူဟာကျင့်စဉ်ကိုရရှိသွားတဲ့ဒီလူငယ်လေးရဲ့ရှေ့ဆက်ခရီးကဘလို့ဖြစ်လာမလဲသူကတော့သူ့ကိုနှင်ခဲ့တဲ့သူကြီးကိုဘလို့ပညာပေးမလဲဆိုတာကတော့ကျွန်တော်နဲ့အတူအပိုင်းလေးမှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်တွေးကြောပျက်စီးနေတဲ့ကောင်းလေးတစ်ယောက်ကကောင်းကင်ဘုံကိုတွန်းလှုပ်စေမဲ့တန်ခိုးရှင်ဖြစ်လာနိုင်ပါမလားကျွန်တော်တို့ရဲ့ဆက်လိုက်ကောင်းလေးဟာအားလုံးကိုအံ့အားသင့်စေမဲ့ထူးခြားတဲ့တိုးတက်မှုတွေကိုပြသလာပါတယ်သူဟာချီတမင်ချိဆက်ချင်းဆိုတဲ့ခက်ခဲနဲ့နဲလာတဲ့ပညာရက်ကိုလေ့ကျင့်သင်ယူနေတာဖြစ်ပြီးအဖိုးဖြစ်သူကတော့ကောင်းလေးရဲ့မယုံနိုင်စရာကောင်းလောက်အောင်လင်းမြန်တဲ့တိုးတက်မှုကိုကြည့်ပြီးအံ့ဩနေရပါတယ်မျက်စိတမိတ်အထင်မှတင်ကောင်းလေးဟာလေးထဲမှာလွတ်လပ်စွာပြန်တန်းနိုင်တဲ့အထိပညာရက်ကိုနက်နက်ရှိုင်းရှိုင်းတက်မြောက်သွားခဲ့ပါတယ်ငါပြန်နိုင်ပြီဆိုပြီးဝမ်းသာအားရထင်နေတဲ့ကောင်းလေးကိုကြည့်ပြီးအဖိုးထင်သူကသူ့ရဲ့ပါရမီဟာတကယ်ကိုအမခံပဲလို့မှတ်ချက်ပေးခဲ့ပါတယ်ဒါပေမဲ့ဒီဖြိုချွေမှုတွေနောက်မှာကြေကွဲစရာကောင်းတဲ့အခြေအနေတစ်ခုရှိနေပါတယ်အဖိုးထီသူဟာသူ့ရဲ့တက်တန်းကုံဆောင်ဖို့နီးကပ်နေပြီဆိုတာကိုကြိုတင်သိရှိနေပါတယ်ဒါကြောင့်သူဟာဒီအခွင့်အရေးကိုအသုံးချပြီးမြေးဖြစ်သူရဲ့စိတ်သက်ကြံခိုင်မှုကိုစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်
ဒီကလေးဟာနောက်တစ်ချိန်မှာလောကကြီးရဲ့လေးလံတဲ့တာဝန်တွေကိုထမ်းဆောင်လိုက်မဲ့စိတ်တံမျိုးရှိမရှိကိုသူသိချင်နေခဲ့လာပါအဲ့ဒီအချိန်မှာပဲမကောင်းဆိုးဝါးကိုင်းကလူရောက်ရှိလာပြီးအဖိုးကိုရှာဖွေပါတော့တယ်အဖိုးဖီသူကတပည့်ဖီသူကိုအလွန်စိတ်ပူတာကြောင့်ဘေးကင်းရာမှာအမြန်သွားပုံးဖို့စေခိုင်းခဲ့ပါတယ်မင်းတီမှာရှိနေရင်ငါစိတ်မဖြောင်ဖို့အမြန်သွားပုံးနေတော့လှုပ်ဖြော်ပြီးကောင်းလေးကိုဘေးကင်းရာပို့ဆောင်ပေးခဲ့ပါတယ်အဖိုးအိုဟာရန်သူတွေကိုတကိုယ်တိုင်းရင်ဆိုင်ဖို့ဆုံးဖြတ်ထားပြီးဘလို့များခုခံမလဲအခုမှပညာစတင်တက်မြောက်စာမြည်ထီသူကတော့ရပ်ပဲကြည့်နေမလားသူ့ဆရာအဖိုးအိုဘလို့နီးနဲ့ကဲတင်နိုင်မလဲဆိုတာကိုတော့ရန်သက်ရှူမောပွဲတိုက်ပွဲတွေနဲ့အပိုင်း9ကိုကျွန်တော်နဲ့အတူတူဆက်လက်ကြည့်ရှုလိုက်ကြရအောင်ဒီလောကလုံးကအသေးအတန်လိုင်လန်ရှာဖွေနေကြပြီးကဘာပေါ်မှာနောက်ဆုံးတစ်လုံးသာကျန်ရှိတော့တဲ့အဖိုးတန်နဲ့ဆေးလုံးတစ်လုံးကိုအတင်းအတန်မှလူယူဖို့ကြိုးစားလာတဲ့အခါမှာတော့ဘယ်လိုရင်ခုန်စရာအလဲပြောင်းတွေဖြစ်လာမလဲအစင်မြင့်ပညာရှင်ကြီးဖြစ်တဲ့အဖိုးအိုဟာသူ့ရဲ့အနီးအနားမှာတစုံတစ်ယောက်ကတစ်တဆိတ်ခြေရာခံလိုက်နေတာကိုရိပ်မိသွားပါတယ်သူကငါ့ကိုတွေးနေတာတောင်ဘာလို့လူလုံးထွက်မပြလာလဲမင်းလူရဲ့စစ်ကူတွေရောက်လာတဲ့အထိစောင့်နေတာလားဆိုပြီးရဲရဲဝံ့ဝံ့စိန်ခေါ်လိုက်ပါတယ်ပုံကွယ်နေတဲ့လူစိုးခိုင်းကကပြေးရလဲသူ့ရဲ့အစွမ်းကိုကြောက်ရွံ့တာကြောင့်လူလုံးမပြပဲအချိန်ဆွဲထားဖို့ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမှာတော့ထွက်လာခဲ့ရပါတယ်။သူကအဖိုးအိုကိုအဖိုးဒါနတ်ဆေးလုံးကိုငါတို့ရဲ့အကိုင်းစီခဏလောက်ငားပေးမယ်ဆိုရင်ငါတို့ဂိုင်းချုပ်ကမင်းကိုအကြီးကျယ်ဆုလာတွေပေးမှာပါလို့အချိုးသက်ဖြီပြောဆိုလာပါတယ်။ဒါပေမဲ့စွမ်းအားရှင်အဖိုးအိုကတော့အထင်သေးတဲ့အပြုံးနဲ့ပဲဒီနတ်ဆေးလုံးဟာတကဘာလုံးမှာနောက်ဆုံးတစ်လုံးတည်းကျန်တော့တာမင်းတို့ကငားတယ်ဆိုတဲ့စကားကိုသုံးပြီးအတင်းအတန်မှလူယူဖို့ကြိုးစားနေတာပဲဒါဟာဓားပြတိုက်တာနဲ့ဘာကွာလို့လဲလို့ပြက်ပြက်သားသားတုံ့ပြန်လိုက်ပါတယ်အခုအချိန်မှာတော့လူဆိုးခိုင်းကစီနီယာလူနဲ့အပေါင်းပါတဲ့ဟာအဖိုးအိုရှိနေတဲ့နေရာကိုအတိအကျထိရှိသွားပြီဖြစ်လို့လာရဝင်းညံပြီးဖန်းစီရန်သူတို့ရဲ့ခိုင်းချုပ်ထန်အကြောင်းကြားနေကြပါပြီအဖိုးအိုတယောက်ဒီရန်သူတွေကြားကနေသူ့ရဲ့အဖိုးတန်ဆေးလုံးကိုဘယ်လိုကာကွယ်သွားမလဲလွန်မြောက်အောင်ကောထုတ်ပြေးနိုင်ပါဦးမလားနောက်ထပ်ဘယ်လိုအန်တီရဲတွေကစောင့်ကြိုနေမလဲဆိုတာကိုတော့ကျွန်တော်နဲ့အတူတူအပိုင်း6မှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါဒဏ်ရာပြင်းထန်ရထားပေမဲ့လည်းတောင်တန်းကြီးတစ်ခုလိုမလှုပ်မရှက်တင်းငိမ့်နေစေဖြစ်တဲ့ဝါရင်ပညာရှင်အဘိုးအိုရဲ့အန်မခန့်တိုက်ပွဲအကြောင်းကိုတင်ဆက်ပေးသွားမှာပါအဘိုးအိုဟာဒဏ်ရာအပြင်းထန်ရရှိထားပါတယ်ဒါပေမဲ့သူ့ရဲ့တင်းငိမ့်လွတ်လက်အရှိန်အဝါနဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကတော့လောကျသွားခြင်းမရှိပါဘူးတိုက်ခိုက်ထိုရောက်လာတဲ့လူငယ်ကအဘိုးအိုဟာဒီလောက်ဒဏ်ရာပြင်းပြင်းထန်ထန်ရထားလာတော့အခုထိတမာနေတော့မဲ့လားလို့အန်အားတကြီးနဲ့မေးလိုက်ပါတယ်စီနီယာအဘိုးအိုကတော့စကားအရှိကြီးပြောမနေပဲတိုက်မယ်ဆိုရင်လည်းမြန်မြန်တိုက်ဆန်းအပိုးစကားတွေပြောမနေနဲ့လို့ပြက်ပြက်သားသားဟင်းဟောက်လိုက်ပါတယ်ဒီစကားကပဲတိုက်ပွဲရဲ့အရှင်ကိုမြင့်တင်ပေးလိုက်တယ်လို့ပါပဲအဲ့ဒီနောက်မှာတော့လူငယ်ကသူ့ရဲ့သားတိုင်းကိုအသုံးပြုပြီးရှက်စည်းလက်တယ်လို့အရှင်နဲ့စတင်တိုက်ခိုက်ပါတော့တယ်စီနီယာအဘိုးအိုရဲ့နာမည်ကျော်လာတဲ့အနီးကပ်ခုခံမှုပညာဟာတကယ်ကိုအစွမ်းထက်လာပြီးလူငယ်ရဲ့သားချက်တွေကိုအตาအရာလေးရှောင်တင်းကတုံ့ပြန်နေတာကိုမြင်တွေ့ရမှာပါလူငယ်ကစီနီယာရဲ့ခုခံမှုကိုဖောက်ထွက်နိုင်ဖို့အတွက်သူ့ရဲ့အစွမ်းထက်လာတဲ့တိုင်းကွက်ဖောင်းစုံကိုအစွမ်းကုန်အသုံးပြုပြီးတိုက်ခိုက်နေပါတယ်အဘိုးအိုကတော့သူ့ရဲ့ခန္ဓာကိုယ်ထဲကခြီစွမ်းအင်တွေကိုစူးစီးပြီးအစင်းမြင့်အကာအကွယ်အသားစီတစ်ခုကိုဖန်တီးထားရုံနဲ့လူငယ်ရဲ့ပြင်းထန်လာတဲ့လက်ဝါးရိုက်ချက်တွေဟာစီနီယာအဘိုးအိုရဲ့အကာအကွယ်ကိုမဖောက်နိုင်ပဲဖြစ်နေပါတယ်တန်ရာရထားတဲ့အဖိုးအိုတယောက်ရဲ့အစွမ်းထက်ရဲ့ခုခံမှုကိုတိုက်ခိုက်သူလူငယ်ကတော့အံ့အားသင့်သွားခဲ့ရပါတယ်။အဲ့ဒီချိန်မှာပဲမောဘော်ကနေစကားပြောတန်တစ်ခုနဲ့အတူလေထုတစ်ခုလုံးတုံခါသွားစေတဲ့ပြင်းထန်လာတဲ့လက်ဝါးရိုက်ချက်တူဟာစီနီယာအဘိုးအိုစီကိုတိတိမတ်မတ်ရိုက်ချလိုက်ပါတယ်။အဘိုးအိုဟာလေသူ့ရဲ့ခန္ဓာကိုယ်ထဲကချီစွမ်းရည်တွေအားလုံးကိုစူးစီးပြီးအစင်းမြင့်အကားကွယ်အသားစီတစ်ခုကိုဖန်တီးကကြမ်းကြမ်းခံကာကွယ်လိုက်ပါတယ်။ဒါပေမဲ့စီနီယာဘိုးအိုဟာသူ့ရဲ့ဒဏ်ရာတွေကြားကနေဒီအကားကွယ်ကိုဘလောက်အထိတောင့်ခံထားနိုင်ပါလဲ။နောက်ထပ်ဘလူးရွတ်တိုက်ခွဲတိတ်ထွက်ပေါ်လာအောင်မလဲဆိုတာကိုတော့ကျွန်တော်နဲ့အတူတူအပိုင်းခွန်မှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ